ဂျူတီတော့ဆင်းရမှာတဲ့ဒါနဲ့ငါရေတော့ချက်လိုက်ပါအောင်မယ်ရေအောင်မမြတ်ချိုးရမယ်ဟေးမမြတ်ချိုးရရေအောင်ရိုင်းလက်သိချိုးတော့အခုရဆိုအေးပတ်မှာဆိုဝိစားလေးလဲလိုက်ပါအောင်မယ်ဝိစားလေးငါအဝိစားလေးလဲလုပ်ပြီးသွားပြီဆိုတော့ငါဆေးရုံသွားလိုက်ပါအောင်မယ်ခါနေပဲသွားလိုက်တော့မယ်ဒီနေ့ကတင်းနေဂျူတီဆေးတင်နေတဲ့ရမှာပြီးတော့ပထမအဦးဆုံးတစ်ခါဂျူတီဆေးရမှာတတော်ငါစိတ်လှရှားနေပြီမလေးမလေးအရင်ဆုံးငါပါငါအရင်လုံးရမယ်ထင်တယ်မလေးဒီတိုင်းမရက်ခလိုက်တော့ပါမယ်ဟုတ်ကဲ့ဆရာကျမရပါပြီအေးနင်းတငယ်ချင်းလဲဟိုမှာကောက်တာမှာထိုင်နေရဲ့အဲ့မှာမေးကြည့်လိုက်အကုန်နင်းကိုပြောပြလိုက်မယ်ဟုတ်ကဲ့ဟဲ့ပါလေအေးဒီမှာlaptop နဲ့အေးအဲ့ဆိုလည်းနေလည်းလောက်ဆရာရှိရလောက်လိုက်တော့လေငါလည်းငါလောက်ဆက်ရှိရငါလောက်လိုက်တော့ဒီမှာ CCTV ကြည့်ပြထားမယ်အေးဒီနေ့လူနာအစ်စ်လာမယ်နော်တထေးလူနာလာလိုက်မယ်အေးငါညီမလေးကိုလေငါတော့ခေါ်လိုက်ပါအောင်မယ်ကွာညီမလေးဘယ်ရောက်လဲလည်းမသိဘူးညီမလေးဟာဟိုကဘယ်သူကြီးလဲဒါငါညီမလေးမဟုတ်လားညီမလေးဟာညီမလေးဘာဖြစ်တာလဲဟာညီမလေးကငါအမြဲဆေးရုံပို့မှာပဲငါဆေးရုံငါဖုန်းဆက်လိုက်အောင်မယ်ဟယ်လိုဟုတ်ကဲ့ပါရှင်ကျမအခုချက်စီလာခဲ့ပါမယ်နော်ဟုတ်ကဲ့ပါဟဲ့တကယ်ကြီးဟိုမှာလူနာလာရဲ့ကားတိုင်းမှုဖြစ်လို့တဲ့ဟုတ်လားအေးအဲ့ဆို你သွားလိုက်လေအေးငါသွားရမယ်နော်你လဲလိုက်အောင်မလားလိုက်တော့ဦးမြင်သွားမှာပဲဆိုင်တမီကားယူသွားမယ်နော်အေးကိုငါခောက်ပထမတုန်းတစ်ခါဆိုငါတော်ရေခုန်နေရပဲငါမြင်သွားမှာပဲလူနာကောင်းမွန်နဲ့ငါကြည့်ကိုခေါ်လာနိုင်ပါစေလို့ပဲငါဆုတောင်းလိုက်တော့အခုကျမတို့ရောက်ပါပြီရှင့်
ဟာမင်းတို့ကလည်းမြင်မလားကွာ sorry ပါရှင်ဟုတ်ကဲ့အကိုကျမတို့တက်ခတ်လို့ရပါပြီရှင် အေးငါချီထားလိုက်မယ်ငါပဲချီထားလိုက်မယ်ငါညီမလေးကငါစိတ်မချအောင် အော်ဟုတ်ကဲ့ပါရှင်တောင်းပါတက်ပါရှင် မြင်မောင်း ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအမြဲတမ်းကျမမောင်းပေးပါမယ်ရှင် ငါညီမလေးကငါတအားချစ်တာဟာတင်းတိလားငါညီမလေးဖူးဖြစ်လို့ကတော့ရုပ်တော်ဝင်ပြောမယ်ဖြစ်လားနေရတာမောင်းစမ်းပါ ဟုတ်ကဲ့ပါရှင် မြင်မောင်းငါညီမလေးဖူးဖြစ်လို့ကတော့နင်တို့တော်ဝင်ယူရမှာနော် ဟုတ်ကဲ့ပါရှင်အကိုလာလို့ရပါပြီရှင်လိုက်ခဲ့ပါရှင် မြင်ရသွား ဟုတ်ကဲ့ပါရှင်ဆရာဒီမှာပါလာပြီ အေးနင်တို့လောက်ဆိုင်ရှိရလောက်ပေးလိုက် ဟုတ်ကဲ့ပါကိုဒီမှာဝင်ခဲ့ပါနော် မြင်လောက် ဟုတ်လူနာလေးအရင်ဦးဆောင်အင်ကြီးလေးလည်းပေးရပါမယ်ရှင် အေးလောက်ပေးလိုက် ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါညီမတို့အမြဲဆုံးလုပ်ပေးပါမယ်ဟုတ်ကဲ့ပါရှင်ကျမတို့အမြဲဦးဆောင်အခန်းထဲမှာတတ်ထားပေးပါ မြင်လောက်ငါညီမလေးကငါဘာမှဖြစ်စီရင် ဟုတ်ကဲ့ပါအမတက်တိုင်ရလားတက်တော်ပါညီမလေး ဟောရမလား ကိုရှင်ဟာညီမလေးတက်တော်ပါလားဟုတ် အေးလေးနဲ့ဆက်ဟောဝေးရမှာဝေးရမရှိတော့ ညီမသားလိုက်ပါဦးမယ်ရှင်အေးညီမလေးတက်တော်ပါပဲညီမလေးတက်တော်ပါပေါ့ဟုတ်အဲ့ဆိုရင်အကိုကြီးတုံးလေးတုံးပေးမယ်နော်ဟုတ်လာအကိုကြီးတို့အိမ်ပြန်ကြရအောင်ကိုကြီးဘေးရှင်းအောင်ပဲလေအေးညီမလေးဒီနားမှာခဏဆောင်နေနော်ညီမလေးဘေးရှင်းမယ်နော်ဟုတ်ကဲ့ပါညီမလေးဘယ်လောက်ကြလဲတိတ်ကြပါရဲ့ရှင်ကျေးဇူးပါရှင်အဲ့ဆိုကိုသွားရမယ်နော်ဟုတ်ကဲ့ပါရှင်ညီမလေးအကိုသွားရအောင်ဟုတ်တော်တရားဘောငါတို့တရားကိုကုပေးလိုက်နိုင်ပြီဟုတ်တယ်နော်ပြောစရာကြီးဟုတ်တယ်အားလုံးပဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်အားလုံးပဲဘိုင်ဘိုင်ပါနော်